ပရိသတ်ကြီးရေမင်္ဂလာပါဗျာပရနောကဇလံကောင်းလေးတွေကိုရွေးချယ်တင်ဆက်ပေးနေတဲ့ကျွန်တော်ရဲ့ channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့တင်ဆက်ပေးဖို့ရွေးချယ်ထားတဲ့ဇလံလေးကစာရေးဆရာတော်လာမင်းစနာရေးသားထားတဲ့လူမနေတဲ့လက်သေးအိမ်ဆိုတဲ့ပရနောကဇလံလေးပဲဖြစ်ပါတယ်ခင်ဗျာဇလံလေးမစတင်မှာကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လေးပြုလုပ်ပေးထားဖို့မေတ္တာရက်ခံနေပါတယ်ပရိသတ်ကြီးကအစဉ်အဖြစ်တော့ကျွန်တော်နဲ့တူတူဇလံလေးကိုစတင်နားဆင်လိုက်ကြရအောင်ခင်ဗျာတစီတရေဆိုတော့ကိုခင်ဗျားတို့မြင်ဘူးတွေ့ဘူးကြလားဗျဒီမေကုန်းကိုလူတော်များများလည်းမေးဘူးကြလိမ့်မယ်လို့ထင်ပါတယ်တော်တော်များများကတွေ့ဘူးတယ်လို့ဖြေကြတယ်လို့တချို့ကလည်းမတွေ့ဘူးကြဘူးလို့ဖြေမှာပဲအယုံအကြည်မရှိတဲ့သူတွေဆိုတာကလည်းဒူးနဲ့ဒီပေါ့ကျွန်တော်ကလည်းအယုံအကြည်မရှိတဲ့သူအမျိုးသားထဲမှာပါတယ်ဗျဒီကိစ္စနဲ့ပတ်သက်ပြီးတော့ကျွန်တော်တငယ်ချင်းအပေါင်းအသင်းတွေနဲ့စကားဆက်မိတာညင်းညခုန်ကြတာခဏပေါ့ဗျာတငယ်ချင်းတွေထဲမှာတော့ကျွန်တော်နဲ့ဘုံမြက်ကတစ်ဖွဲ့ကျန်တဲ့သူတွေကရှိတယ်ယုံနေဆိုတာပါပဲဒါတွေကိုအရင်ကတည်းကညင်းနေကြပါလိဒါပေမဲ့သစီတရေတကယ်ရှိမရှိဆိုတာဘယ်သူမှတက်တည်မပြနိုင်ခဲ့ကြဘူးဗျဒီလိုနဲ့တက်တည်ပြနိုင်တဲ့နေ့ကိုရောက်လာခဲ့တယ်အယုံအကြည်လုံးဝမရှိခဲ့တဲ့ကျွန်တော်ကိုပြောင်းလဲစေခဲ့တဲ့နေ့လေးကိုတော့ကျွန်တော်မေးလို့ရမယ်မထင်ပါဘူးဗျာတရက်ကျွန်တော်တငယ်ချင်းတွေနဲ့မိတ်ဆွေတယောက်ကသူနဲ့စကားဆက်မိနေမင်းတို့မယုံဘူးဆိုရင်တွားလေးလာလိုက်ဆိုပြီးတော့နေရာတစ်ခုကိုညွှန်ပေးတာတွေသူညွှန်ပေးတဲ့နေရာကမြို့ဝကျွန်းပေါ်ကမြို့ငယ်လေးရဲ့အနီးမှာရှိတဲ့ရွာငယ်စနပုတ်လေးပါပဲရွာနာမည်ကကိုင်းတော်ရွာတယ်ကျွန်တော်နဲ့ဘုံမြတ်ကတွားချင်နေကျန်တဲ့သူတွေကမတွားရကြဘူးသူတို့ကိုမရမကအတင်းခေါ်ရတာပေါ့ဒါမှပဲတစီဆိုတာတကယ်မရှိဘူးလို့လက်တွေရှင်းပြလို့ရမယ်မလားသူတို့မလာရဲရတဲ့အကြောင်းရင်းကကိုဝင်ဖြတ်ချရင်တေးသွားပြီးမကြွဖဲချောင်းနေတယ်ဆိုရဲတစီမကြောင့်ပဲနောက်ဆုံးတော့ကျန်တဲ့တငယ်ချင်း3ယောက်လည်းမငင်းတာတော့ပဲနဲ့လိုက်လာရတော့တယ်နိကျွန်တော်တို့အကုန်လုံးစုစုပေါင်း9ယောက်ဗျာကျွန်တော်ရဲ့ဘုံမြက်ရဲသွေးအောင်ဖြိုးသူလာနဲ့ထူးတိုင်းအားလုံး9ယောက်ခရီးစထွက်လိုက်ကြတယ်လေအဲ့ဒီရွာကိုရောက်ဖို့ expert ကအရင်စီးပြီးမှဆက်လေတစ်ခေါက်ထွက်စီးပြီးမှရောက်တာဗျကျွန်တော်တို့ရောက်သွားတော့ရောင်လဲလဲနဲ့ပေါ့အတိမေးဆွေလည်းမရှိတရေတကယ်ရှိမရှိဆိုတာစုံစမ်းကြုံနဲ့လာကြတာကိုလဲညွန်ပေးတဲ့သူကသူလည်းတဆင့်စကားနဲ့တီးရတာဆိုပဲအဲ့ဒီလိုနဲ့နေရာပဲညွန်ပေးလိုက်နိုင်တယ်လေကျွန်တော်တို့လည်းဖြစ်ချင်ရဖြစ်ဆိုပြီးတော့ရွာထဲကိုဝင်လာကြတော့တာပေါ့ရွာအိမ်ကြီးက100လောက်တော့ရှိပေမဲ့လူသူတိတ်မတွေ့ရဘူးတိုင်အိမ်နဲ့တိုင်အိမ်လည်းနည်းနည်းလှမ်းနေဗျာရွာလေးလမ်းအတိုင်းဝင်လာရင်တဲလို့ခိုလို့အဆင်ပြေနိုင်မဲ့အိမ်ကိုအရင်ရှာကြတာပေါ့ဗျာကျွန်တော်တို့ရွာထဲဝင်လာပြီးတော့မကြပါဘူးရွာကန်တွေကအတီးတီးအိမ်ထဲကနေထွက်လာကြည့်ကြတယ်ရွာလေးကနည်းနည်းခေါင်လို့လားမသိဘူးဗျာလူစိမ်းဝင်လာရင်တော့အကုန်ထွက်ကြည့်ကြရမြကျွန်တော်တို့မှာနိုင်ငံကျော်မင်းသားတွေလူတော်ဖြစ်လာမိသေးတယ်လေအနီးနားကလူကိုစကားဆပြီးတော့မေးကြည့်လိုက်တယ်ကျွန်တော်တို့လည်းကိုမိတ်ဆက်ကြတာပေါ့သူတို့ကလည်းဖော်ဖော်ရွေပါပဲဗျာဘာအကူကြီးလို့တလက်လို့မေးကြတယ်နီးတွင်းနဲ့တည်သွားလို့မကြွဘူးဆိုတာကိုလာလေ့လာရလဲပြောရောသူတို့အကုန်နောက်ဆုတ်သွားကြတယ်ဗျာကျွန်တော်တို့လည်းစကားများမှားပြီလားလို့ထိတ်ကနေဖြစ်သွားကြတော့တာပေါ့သူတို့ထဲကအသက်60ဝန်းကျင်ဦးလေးကြီးတယောက်ကပြောတယ်ငါတို့ကြီးတို့ဒီလောကကစနောက်မကောင်းဘူးကွမစူးစမ်းခြင်းရပါနဲ့လှည့်သာပြန်ကြပါတော့ကွဒီလိုပါဦးလေးရဲ့ကျွန်တော်တို့ကလေ့လာခြင်းုံပါစားဖို့နောက်ဖို့မဟုတ်ပါဘူးခင်ဗျာတကယ်ရှိမရှိပဲသိရုံတော်ပါပြီနှုတ်စီလဲစောင်းမမယ်ဗျရွာကလူတွေကလက်မခံညင်ကြဘူးလေကျွန်တော်တို့ကိုပြန်ခိုင်းကြတယ်ကျွန်တော်တို့ကလည်းမသိရမချင်းမပြန်ဘူးလို့ခံညင်းကြတာပေါ့တကယ်ခံညင်းတာကကျွန်တော်နဲ့ဘုံမြတ်ကတိုင်ခံလေဟိုကောင်တွေကငကိုကမှမလိုက်ချင်တာပြန်မယ်ကြီးပဲဗျနောက်တော့ရွာကလူတွေကပြောရတာမောလာတဲ့ထင်ပါတယ်လေဒါဆိုလဲအဲ့ဒီအိမ်မှာတညလောက်နေကြည့်လိုက်လို့ပြောလာတယ်သူတို့ပြောတဲ့အိမ်ဆိုတာကကောင်မလေးတည်သွားတဲ့အိမ်ကိုပြောကြတယ်နေမယ်လို့ပြောပြီးလိုက်ဖို့ခိုင်းတာပေါ့ရွာကလူ2ယောက်ကလိုက်ပို့ပေးတယ်အိမ်ကမြင်းနေပိုင်းထဲမှာဗျဘေးမှာအိမ်နေမရှိဘူးသူတို့ပြောတာတော့လက်တရဲ့အိမ်လို့ပြောတယ်ကောင်မလေးကဒီရွာကမဟုတ်ဘူးတခြားကနေလက်တစီကိုလာပြီးတော့ကလေးလာဖျက်ချတာကလေးဖျက်ရင်းနဲ့သေတာလို့ပြောကြတယ်လေကောင်မလေးကသေပြီးတော့တော်တော်လေးချောင်းနေလို့လက်တလည်းအိမ်ကိုပြစ်ပြီးတော့တခြားမှာအိမ်ပြန်စောင့်နေတယ်တဲ့သူတို့ပို့ပြီးတဲ့အိမ်သားရောက်တော့လိုက်ပို့ပြီးတဲ့လူ2ယောက်ကအိမ်ကိုလက်ညှိုးထိုးပြပြီးတော့ပြန်ပြေးသွားကြတာပါပဲကျွန်တော်နဲ့ဘုံမြတ်ကတယောက်ကိုတယောက်ကြည့်ပြီးတော့ပြုံးမိသေးတယ်တော်တော်ကြောက်တတ်တဲ့သူတွေဆိုပြီးတော့ပေါ့အိမ်ထဲဝင်ဖို့လမ်းကနေလက်ကလေးပုံဖော်ထားတဲ့မြေသားကနေဆင်းရတယ်အိမ်ကလမ်းအောက်မှာလေထရန်အိမ်ဟောင်းလေး
လူမနေတာကြောက်ရင်မလို့ရန်နေတဲ့ပုံဖြစ်နေပါလေခြံသေးလည်းမရှိဘူးအိမ်မေးမှလည်းခြုံနှွေးကြီးပဲကျွန်တော်တို့လည်းခြုံတိုးပြီးတော့အိမ်ထဲဝင်လာကြတယ်လေအိမ်အတွင်းပိုင်းမှာလည်းဘာပစ္စည်းမှမရှိဘူးဗျအခန်းက3ခန်းကန့်ထားတယ်အိမ်ငန်းလိုလိုက2ခန်းနောက်တစ်ခန်းကမိဖို့ကြောင့်လို့ထင်ပါတယ်ထမင်းစားဘာညာအတွက်ဖြစ်မယ်ဗျတချို့ထရန်တွေဆိုရင်တော့ပေါက်ပြဲနေပါပြီကျန်းငင်းကလည်းဝါကက်လိုမျိုးခင်းထားတယ်ကျွန်တော်တို့ဝိနေအိမ်ပြိုကျမှတော့စိုးမိသွားသေးရဲ့ဗျာအိမ်ထဲကညင်သွအနံ့ကတော်တော်ဆိုးဆိုးတာမလို့အိမ်ပြတင်းပေါက်ကိုအကုန်ဖွင့်လိုက်ကြတာပေါ့ခရီးပန်းလာလို့လှဲတဲ့သူကလေတယောက်တစ်ပေါက်ပြောတဲ့သူကပြောပေါ့ဗျာဖြိုးသူတော်ကတော့တော်တော်ကြောက်နေပုံရတယ်လေလူနောက်ကိုတကောက်ကောက်လိုက်နေတာဒီ9ယောက်နဲ့ဒီအိမ်တစ်ချမ်းကပြည့်နေပြီကိုသူကလိုက်ကတ်တော့ရေမိုးချိုးခြင်းပဲမဲ့လို့ရေချိုးဖို့မပြောနဲ့ခြေလက်စဖို့တော့ရေမရှိဘူးဗျအဲ့ဒီအိမ်မှာခဏနာပြီးတော့အထောက်အပိုးတွေထားခဲ့ပေါ့ရွာလေဘက်ကိုပြန်ထွက်လာကြတယ်ဘိုက်ကစားပြီးလေဗျာရွာထဲကလူတွေကကျွန်တော်တို့ကိုတွေ့တာနဲ့ဝိုင်းလာကြတယ်တရေတွေ့ကြလားဆိုတာသူတို့လည်းစိတ်ဝင်စားနေကြတာကိုဗျကျွန်တော်တို့ဘိုက်စားလို့စားစရာလေးဝေကျင်တယ်ဆိုတော့ရွာမှာပါဆိုင်မှမရှိဘူးတဲ့ရွာကလူတွေကသူတို့အိမ်မှာလာစားပါလို့အတိတ်နုရက်ခေါ်ကြတယ်ချစ်စရာဒလီလေးပေါ့ဗျာကျွေးခြင်းမွေးခြင်းနဲ့စေစနာတရားကိုတော့မြဝါးတင်တွေးခဲ့ရပါတယ်ညီစရာအိမ်တွေကိုဝင်ပြီးတော့စားလိုက်ကြတယ်ပေါ့ဗျာစားရင်းနဲ့အိမ်မရှင်လက်တဲ့အကြောင်းပြီးတော့လက်တွေကရွာတောင်ဘက်မှာနေတာတဲ့ကျွန်တော်တို့လည်းလက်တွေကိုတွားတွေ့လိုက်ကြတယ်အချိန်ကလည်းပိုနေတာကိုဗျာလက်တဲ့အိမ်ကိုရောက်တော့သူကပြောပြပါတယ်တည်သွားတဲ့ကောင်မလေးနာမည်ကအေးမြမောနေအသက်က20ပဲရှိသေးတယ်လို့ပြောတယ်သူစီလာတော့ကိုရင်က4လရှိပြီလို့ပြောပါတယ်လက်တွေကဖြက်လို့မလဲလို့မွေးခိုင်းမိမယ်ကောင်မလေးအမေကအတင်းဖြက်ချခိုင်းခဲ့တာဆိုပဲဗျလက်တွေလည်းကြိုးစားပြီးဖြက်ချပေးမိမယ်လို့ကောင်မလေးကအသက်ဆုံးသွားခဲ့ရတာပေါ့လေကောင်မလေးတည်သွားမှသူ့အမေကရင်ကျိုးမရဖြစ်တော့တာအေးမြမောအလောင်းကိုဂိုင်းတော်သုတ်တံမှာပဲမြုပ်လိုက်တယ်တဲ့ဒါပေမဲ့အေးမြမောကလက်တရဲ့အိမ်မှာတော်တော်လေးကိုခြောက်နေလို့စက်မနေရပဲပြောင်းလာတာလို့ပြောတယ်ဗျရွာကမယုံတဲ့သူတွေလည်းလက်တဲ့အိမ်မှာစောင့်အိတ်ကြဘူးတဲ့ဒါပေမဲ့အေးမြမောဝင်းကြီးကအရန်ချောက်လို့ပြေးကြတဲ့သူတွေကြီးပဲဆိုတော့ကျွန်တော်တငယ်ချင်းတွေမျက်စိမျက်နှာပြက်သွားတာတွေးမိသေးပါတယ်ဗျာဒီကောင်တွေကြားရရုံနဲ့ဒီလောက်ခြောက်ချားနေရဆိုပြီးတော့တွေးမိပါသေးတယ်လက်တဲ့အိမ်ကနေပြန်ပြီးတော့အိမ်ထဲလာဝင်နားကြတာပေါ့ပင်မဲလာလို့အကောလုံးနှင်းနှင်းချက်ချက်ကြီးကိုအိပ်ပျော်သွားကြတာလေကျွန်တော်ကိုရဲသွေးအောင်လာနှိုးမှနိုးလာတယ်ဒူလာနိုးတော့မောင်ရင်ပြိုးနေပါပြီထူးနိုင်ပြောင်းနေလို့ဆိုပြီးတော့လာနိုးတာဗျာအကုန်လိုက်ရှာကြတာပေါ့ဖျောင်းနိုင်ထွန်းတဲ့သူကထွန်းဓမီထိုးပြီးရှာကြတာတွေ့မဲ့တွေ့တော့အိမ်အနောက်ဘက်မှာငုတ်တုတ်ထိုင်နေတယ်ဗျာဘာဖြစ်တာလဲမီးတော့လေဦးကြောင်ကြောင်နေသူ့ဘက်သူဘယ်ရောက်နေမှလဲသိဖို့မရပါဘူးကျွန်တော်တို့ကမြင်မှအသီးစိတ်ဝင်လာပြီးတော့ကြောင်ငယ်နဲ့နေထပြောလာတာကျွန်တော်လည်းသူတို့အကြောက်လုံးနေမဲ့ရေးပြီးတော့အကုန်အိမ်ထဲဝင်ပြီးတာနဲ့သူတို့ကိုစောင့်ကြည့်ဖို့ဆုံးဖြတ်လိုက်တယ်လေနည်းနည်းအိတ်လိုက်ရတော့လူကလန်းလာပြီလေဗျာကျန်တဲ့သူတွေကလည်းမအိတ်ကြတော့ဘူးစကားဝိုင်းဝဲပြောရင်းနဲ့အေးမြမောင်ဝင်းကြီးဘယ်အချိန်ထွက်လာမလဲပဲစောင့်နေကြတော့တယ်လေည10 နာရီလောက်ရောက်တော့ဘုံမြက်ကတယောက်တည်းထရီပါလီရောကျွန်တော်တို့အားလုံးကြောင်သွားကြမိတယ်လေရီစရာလည်းမပြောဘဲနဲ့သူတယောက်တည်းထရီနေတာလေပြီးတော့သူ့ဘက်ကိုလက်နှစ်ဖက်နဲ့ပိုက်ထားသေးတယ်ကျွန်တော်တငယ်ချင်းတွေကဘုံမြက်ကိုတရက်ပူးနေတယ်ဆိုပြီးတော့အိမ်ကနေပြန်ထွက်ဖို့ပြောကြပေမဲ့ကျွန်တော်ခေါင်းမမနဲ့ညင်းမိခဲ့တယ်တကယ်ဆိုသူတို့ပြောသလိုပြန်ထွက်ခဲ့ရင်ကောင်းပါပဲလို့အခါခါပြန်တွေးမိပါတယ်ကျွန်တော်ကမကြောက်တတ်တဲ့သူဆိုတော့ဘာမှမဖြစ်ဘူးလို့ပဲပြောနေတာဘုံမြက်ကရင်းနေနဲ့ဗိုက်စာလိုက်တာလို့ပြောတယ်ဗျကျွန်တော်ကကြောဖို့အိတ်ကမုတ်တွေထုတ်ပြီးတော့မစားကျင်ဘူးတဲ့ဒါပဲပါလာတာလို့ပြောပြီးတော့မုတ်တွေပြန်ထည့်နေတော့ရဲသေးအောင်ကိုလဲပင်ထားညစ်ပါလေရောကျွန်တော်တို့လည်းဝိုင်းဆွဲကြပေမဲ့ဒီကောင်ကအားတော်တော်ကိုကောင်းနေတော့တော်တော်နဲ့ဆွဲလို့မရဘူးဗျထူးနိုင်ကပတ်စံရိတ်ကမဟာမြတ်မုနီဘုရားဘုံတော်ကိုထုတ်ပြီးတော့ဘုံမြတ်နှစ်ခုပေါ်ကပ်ပြီးလိုက်မှငြိမ်သွားတာလေအဲ့ဒီတော့မှဘုံမြတ်လည်းသတိပြန်ကပ်လာတော့တယ်အကုန်လုံးကလည်းကြောက်နေကြပါပြီကျွန်တော်လည်းနည်းနည်းတော့လန့်လာပြီလေအိမ်ကနေပြန်ထွက်ရမလားလို့တွေးနေတော့အိမ်ဝမှာမိမတယောက်ကြိုးပြီးထိုင်နေတာကိုရုတ်တရက်တွေးလိုက်ရတော့တာပါပဲဖျောင်းနိုင်မိတဲ့အများကြီးထွန်းထားတော့တိတိကျကျကိုမြင်နေရတာသပင်ကကိုဝဲကြော်ကြော်လေးနဲ့ဗျာခေါင်းငုံပြီးတော့ထိုင်နေတာလေ
အကုန်လုံးကအိမ်ထဲပိတ်မိနေသလိုဖြစ်နေပြီဗျာသူကအိမ်အဝမှာထိုင်နေတာကိုကျွန်တော်လည်းတရင်မဲ့သိလိုက်ပါပြီကြော်ယူတဲ့စိတ်နာပြီးတော့ခေါင်းကစပင်နေတဲ့ထောင်တက်လာတယ်တငယ်ချင်းတွေအကုန်ပူးကပ်ပြီးအနောက်ဆုတ်လာကြတာအိမ်တောင်အထိပါပဲဗျာအနောက်မှာထရံပဲကြံတော့တယ်ဗျာအဲ့ဒီတရင်မကကြောပေးထိုင်နေတဲ့သူ့ခေါင်းကိုပြန်မော့လာတယ်ပြီးတော့ကိုကမရွေ့ပါမင်းနဲ့ခေါင်းတစ်လုံးနဲ့တဖြည်းဖြည်းလှည့်လာတယ်ဗျာကျွန်တော်တသက်နဲ့တကူခုလိုမြဝါထင်းနဲ့တွေ့ဘူးတာတော့ပထမဆုံးပါပဲဘလောက်တောင်ကြောက်မိလဲဆိုဒူးနှစ်ဖက်ကတဆက်ဆက်တုံတက်လာပြီးတော့စကားတန်တော့မထွက်လာနိုင်တော့ဘူးဗျာတငယ်ချင်းတွေအကုန်လုံးပါဇက်ကအာစည်းမိသလိုအော်မရဟိမရနဲ့အတန်မထွက်ကြဘူးဗျာလှည့်လာတဲ့ကောင်ကကျွန်တော်တို့ကိုစိုက်ကြည့်နေတယ်ပြီးတော့ထရက်တယ်လေဗျာကျွန်တော်အသေးတွေဦးတွေပြောင်းဆန်ကုန်သလိုပါပဲတရဲမကကျွန်တော်တို့စီနောက်ပြန်ရှောက်လာနေတာစဉ်းစားကြည့်ဗျာကြောဘက်ကနေခေါင်းကမျက်နှာဖြူဖြူချင်းနဲ့နောက်ပြန်ရှောက်လာတာဘသူကမလန့်ပဲရှိမလဲဗျဖြိုးသူရနဲ့ဘုံမြက်ကအဲ့မှာရင်မေ့လဲကျသွားတာကျွန်တော်တို့ကတစ်ပတ်ကအိမ်တောင်းစီကိုအရင်ပြေးတာပေါ့ဒူးတုံနေပေမဲ့အားတင်းပြီးတော့ပြေးကြရတာအိမ်တစ်ဖက်ကိုရောက်တာနဲ့အိမ်အဝစီတစ်ခါထက်ပြေးတာအိမ်အပြင်ကိုဘလို့ရောက်လာကြမှမသိပါဘူးဗျာပြေးနေမှသတိရသွားမိတယ်အိမ်ထဲမှာဖြိုးသူရနဲ့ဘုံမြက်ကြံခဲ့တယ်ဆိုတာနောက်မှသတိရသွားတာကျွန်တော်တို့အိမ်ထဲကိုပြန်မဝင်ရတော့ပါဘူးတငယ်ချင်းတယောက်ကိုလည်းခြံခဲ့လို့မဖြစ်ဘူးလေဗျာအိမ်အဝါကနေပဲအော်ခေါ်ပြီးတော့ထွက်လာခိုင်းမယ်ပေါ့သုံးယောက်သားသုံးရင်းနဲ့အိမ်နာကတ်သွားကြတာအိမ်မော်တက်တဲ့လေကားအတိုင်းတက်လာပြီးတော့အိမ်ဘက်ဝမှာသုံးယောက်သားပူးကတ်နေနေအိမ်ထဲကိုလှမ်းကြည့်လိုက်တာဗျာတတိမိနေတဲ့ဖြိုးသူရနဲ့ဘုံမြတ်တို့နှစ်ယောက်ကြားမှာတရဲမကရက်နေတာတွေ့ရတယ်ကျွန်တော်တို့ပြန်ဆင်းပြေးကြတော့တာပါပဲရွာကန်တွေကိုအကူကြီးတောင်းပြီးမှပြန်သွားခေါ်မယ်လို့တိုင်ပင်လိုက်ကြတယ်ဒါနဲ့ပဲရွာထဲကိုပြေးကြတော့တာပေါ့ကျွန်တော်တို့အတန်ကြတော့ရွာကလူတွေထွက်လာကြပါတယ်ကျွန်တော်တို့လည်းအကျိုးကြောင့်ပြောပြပြီးတော့အကူကြီးတောင်းတော့ရွာကလူတွေလည်းလိုက်လာပေးကြပါတယ်လူ20လောက်အင်အားဆိုတော့ကြောက်စိတ်ကနည်းနည်းရော့သွားသလိုပဲဗျအိမ်သားပြန်သွားပြီးတော့အိမ်မော်ကိုပြန်တက်ကြတာပေါ့လူများလို့လားမသိပါဘူးတရဲမကိုမတွေ့တော့ပါဘူးတငယ်ချင်းတစ်ယောက်ကိုတတိပြန်လျအောင်လှုပ်နေတော့သူတို့တတိပြန်ရလာကြတယ်တတိရလာတာနဲ့ငိုကြတာဗျသူတို့ကိုတွဲခေါ်ပေးတဲ့သူတွေရဲ့အထောက်အပိုးတွေပြန်တယ်ပေါ့လေထွန်းထားတဲ့ဖျောင်းနယ်တွေပြန်လိုက်သိရတယ်မတော်အိမ်မီးတော်ရင်လည်းအမှုပတ်မှာစိုးရသေးတယ်ဗျအကုန်လုံးအိမ်ကနေပြန်ထွက်လာကြတော့အားလုံးအေးအေးဆေးဆေးပါပဲရွာလေလမ်းပေါ်လဲရောက်ရောရွာထဲကခွေးတွေကဇက်တိုက်ဦးတော့တာလေကျွန်တော်တို့လူအုပ်ကြီးကိုကြည့်ပြီးတော့ထိုးဟောင်တော့တာပဲကျွန်တော်တို့လည်းကြောချက်ချက်နဲ့ဆက်လျှောက်လာကြတာပေါ့ဒါပေမဲ့ကျွန်တော်မြင်လိုက်တယ်ဗျာကျွန်တော်တို့ရှိနှစ်ယောက်ကျော်မှသပင်ကုတ်ခွဲနဲ့တရေမကအတူလိုက်ပါလာတယ်ဆိုတာကျွန်တော်လန့်ပြီးတော့အော်ဟစ်ပြလိုက်တော့လူတွေလည်းလန့်ကုန်ကြတယ်ဘာဖြစ်တာလဲပေါ့ကျွန်တော်ကပြောပြလိုက်တယ်ဒီထဲမှာတရေမပါလာတယ်ဆိုတာကိုလေသူတို့ကနားလဲတယ်ထင်ပါတယ်ရွာထဲကဘုံကြီးเจ้าကိုအရင်ဆုံးသွားကြတာပဲဘုံကြီးเจ้าရောက်တဲ့စိတ်ထဲနှွေးသွားသလိုဖြစ်သွားတယ်ဗျကျောင်းတိုင်းဘုံကိုယ်တိုင်ကြွလာပြီးတော့ပရိတ်ရည်တွေဖြန်းပေးတယ်အမြတွေဝေးပေးတယ်ကျွန်တော်တို့လည်းဘုံကြီးเจ้าမှာပဲအိတ်လိုက်ကြတယ်ဗျကျွန်တော်တို့ကိုအကူကြီးပေးတဲ့ရွာကန်တွေလည်းအိမ်မပြန်ကြတော့ပါဘူးဘုံကြီးเจ้าမှာပဲအိတ်လိုက်ကြတယ်သူတို့ပြောတာတော့သူတို့အိမ်ကျရင်သူတို့နောက်လိုက်ပြန်တက်လို့လေဗျကျွန်တော်တော့အဲ့ဒီအဖြစ်ပြက်ကြုံပြီးကြတဲ့ကတရဲတစေတကယ်ရှိမရှိဆိုတာမျိုးရောင်လို့တောင်မစမ်းတက်ဖြစ်တော့ပါဘူးတကယ်လို့မယုံတဲ့သူတွေစမ်းတက်ခြင်းနဲ့ဆိုရင်တော့ဂိုင်းတော်ရွာကလူမနေရတဲ့လက်သိမ်းကိုတော့ရှောင်ကြဗျာကျွန်တော်တို့တဲကြီးပြက်ခဲ့ရတာမဟုတ်လားဗျာစာရေးသူတော်ရာလာမင်းဆရာရေးသားထားတဲ့လူမနေရတဲ့လက်သိမ်းအင်းဆိုတဲ့ပရလောကဇလန်လေးကတော့ဒီနေရာမှာပြီးဆုံးပါပြီခင်ဗျာစာရေးသူတော်ရာလာမင်းဆရာနဲ့တကွာနားဆင်ပေးကြသူတို့တယောက်ချင်းစီကိုအထူးပင်ကျေးဇူးတင်ရှိပါတယ်ဇလန်လေးကိုကြိုက်နေတတ်ကြလိမ့်မယ်လို့လည်းမျှော်လင့်မိပါတယ်တာယာပြည့်ရွှင်သောညလေးကိုပိုင်ဆိုင်နိုင်ကြပါသည်ခင်ဗျာ